ကဲအောင်မဲမင်္ဂလာပါဒီနေ့မှာတော့ကိုကောက်မှလည်းကိုဘလောက်သဘောကျရဲဆိုတာတော့ပြမှာပဲဖြစ်ပါတယ်နံပါတ်1ကတော့ကွန်ပျူတာပါကွန်ပျူတာတက်မှဆိုရင်ဘာလို့ရှိလဲဆိုရင်ခဏအစွဲရဲလိုက်ပါဦးမယ်161636အလဲဟုတ်တာဒါတော့ကျွန်တော်ကောက်မှလေးဖြစ်ပါတယ်ဝေါ်ပေပါတင်ထားတာပါကဲပေးလိုက်ပါဦးမယ်ပြီးတော့အဲ့ထဲမှာကျွန်တော်သွားလေကြအမြဲဆောင်တဲ့ပတ်စံရေးရှိရပြီးတော့စာအုပ်တုပ်ရှိပါတယ်နံပါတ်1ကပတ်စံရေးကိုပြပါမယ်ပတ်စံရေးထဲမှာပါရှိတယ်ဟောတွေ့သူ့ပုံမြင်ရှိပါတယ်ဒီပတ်စံရေးကလည်းသူကိုယ်တိုင်ပေးထားတာပါအဲဒါကြောင့်မို့သဘောကျပါတယ်ကဲဒါနံပါတ်1ပတ်စံရေးပါနံပါတ်2ကစာအုပ်ပါစာအုပ်ကတော့သူနဲ့ပတ်သက်တာတွေအဓိကရှိပါတယ်သဘောကျတယ်ဖြစ်စေမကျတယ်ဖြစ်စေကိုယ့်ဘောက်ကျလို့ရေးတာပါရေးတာတော့သူနဲ့ပတ်သက်တဲ့ပုံတွေနဲ့စာအုပ်တွေ plastic ဘာညာတရကအားလေးတွေမှတ်ထားပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အုံနောက်မကောင်းလို့ပါ။ပြီးအဲ့ဒါတင်းနဲ့ပုံပြီးတော့ဗီဒီယိုပြအောင်ဖြစ်ပါတယ်။ဗီဒီယိုထဲမှာတော့သူနဲ့ပတ်သက်တဲ့အရာဆိုတော့ဘာမှမရှိပါဘူး။မနက်တိုင်းသူနဲ့တွေ့ရင်သူမျက်နှာလေးကိုမြင်ကြလို့ကော်နဲ့ကတ်ထားပါတယ်။ဒါတော့သူပေးတဲ့အရုပ်လေးပါ။ကျွန်တော်နဲ့တူပါတယ်။ဒါလေးလိုက်ပါတယ်။နံပါတ်ဟာကတော့ဗီဒီယိုအောက်ထဲမှာပါဒါကတော့ကျွန်တော်သူနဲ့ first date တုန်းက photos မှာရိုက်ခဲ့တဲ့ပုံလေးပုံမှာဘယ်ပြောမလဲတော်တော်လုံးတင်ထားမယ်ဟာဆိုလည်းမမှားပါဘူးဒါကတော့သူ့ကိုပေးဖို့ရထားတဲ့ she grant ထုတ်တဲ့ holy ဆိုလားဒါလည်းတော့မသိပါဘူးဒီတော့ ho လားအဲ့ကောင်မှာနှကန်းကြီးပါဟုတ်ပါတယ်ကဲဒါဆိုရင်တော့ပြီးပါပြီပေးလိုက်ပါဦးမယ်အော်မေးလို့ကြံပါသေးရဲ့အဲ့ထဲမှာဆိုရင်နောက်တစ်ခုကဗာလဲဆိုတော့ first date မှာသူကြခဲ့တဲ့ခေါင်းစီကြိုးပါအရင်ကြီးတော့အသုံးမဝင်ပေမဲ့အများနဲ့ထည့်ထားတာကိုနှစ်သက်လို့ပါကဲအဲ့ဆိုရင်တော့နောက် anniversary တွေမှာပြန်တွေ့ကြပါမယ် bye bye